ဘာအစာမှမစားဘဲနဲ့9 ရက်တိတိမှိုင်းနေတယ်တဲ့အဲ့ဒီမှာအဲ့ဒါလို့ယသိကြီးထိုင်းမှိုင်းပြီးတော့နေတဲ့အခါကျတော့မြစ်ဆောင်နတ်သမီးကမြင်တယ်ဟောဘာများဖြစ်လို့မှိုင်းနေပါလိမ့်မလဲဆိုကိုရင်ပြပြီးတော့မြစ်ဆောင်နတ်သမီးကမေးတယ်ပေါ့ဘာဖြစ်လို့မှိုင်းနေတာလဲဘာလို့ခြင်းလို့လဲနဲ့မေးတဲ့အခါကျတော့သူကပြောပြတယ်ပြီးခဲ့တဲ့9 ရက်ကဟောဒီထဲမှာတရသီးတစ်လုံးမျောလာတယ်အဲ့ဒီတရသီးရတာစားပြီးကြတယ်ဒီပြင်အသီးနှံတွေသူရှာတယ်မတွေ့တော့ဘူးတဲ့အဲ့တော့လူဘွားရလာတယ်မှာဒီလောက်ကောင်းတဲ့အသီးစားပြီးမှတော့နောက်ထပ်မကောင်းတာတွေမစားကြတော့ဘူးပေါ့လေသေခြင်းလဲသေပါစေဒီအသီးရမှစားတော့မယ်ဆိုပြီးတော့သူမှိုင်းနေတယ်ဆိုအကြောင်းပြောနတ်သမီးကတရားချပြီမယ်လို့မရဘူးမရတော့နတ်သမီးကအဲ့ဒါလို့ဆိုလို့ရှိရင်လေဟောဒီတရသီးဟာခင်းကမြစ်အထက်မှာတရဥယျာဉ်ကြီးရှိတယ်အဲ့ဒီတရဥယျာဉ်ကြီးကနေပြီးတော့တရပင်ကကြွေကြလို့မျောလာတဲ့အသီးဖြစ်တယ်အဲ့ဒီတရဥယျာဉ်ကို तू ပို့ပေးပါမယ်လို့ဆိုပြီးနတ်သမီးကကူညီတဲ့အနေနဲ့အဲ့ဒီရသေးကြီးကိုတရဥယျာဉ်နဲ့ပို့ပေးလိုက်တယ်ပို့ပေးလိုက်တော့ရသေးကြီးလည်းဝမ်းသာပြီးတော့တရသီးတွေစားပြီးတော့အဲ့ဒီဥယျာဉ်ထဲမှာနေတယ်အဲ့ဒီသူတရပင်ဥယျာဉ်ထဲမှာရောက်တဲ့အချိန်ဥယျာဉ်နဲ့လှက်ပတ်ကြည့်တော့နေပိုင်းမှာသူလှက်ပတ်ကြည့်တယ်ရှေ့ကနေကြီးထွက်လာတဲ့အခါကျတရဥယျာဉ်နဲ့လှက်တွေ့တော့ဘာတွေ့တော့ဆိုလို့ရှိရင်ထမ်းပင်လောက်ရှိတဲ့အရက်ကြီးနဲ့တကူလုံးကလည်းမီးတွေကရဲရဲတောက်ပြီးလက်နှစ်ဖက်မှာလည်းပဲလက်တစ်ဖက်မှာလက်ချောင်းတစ်ချောင်းပဲရှိတယ်အဲ့ဒီလက်ချောင်းတစ်ချောင်းမှာလည်းပဲလက်သေးကြီးတွေကအရှည်ကြီးတွေနဲ့သူ့ကြောကုန်းကိုသူခွာစားနေတဲ့ပြိတ္တာကြီးတကောင်သွားတွေ့တယ်အော်ဟစ်ညင်းညူတဲ့အတန်နဲ့အဲ့ဒါတော့အရက်ကြီးကလည်းထမ်းမင်လောက်ရှိတယ်တဲ့သူ့ကြောကုန်းကိုသူ့လက်ကြီးနဲ့သူခွာစားပြီးဒီကိုယ်လုံးကလည်းမီးရဲရဲတောက်နေတယ်အဲ့ဒီထူးဆန်းတဲ့တတ္တဝါကြီးကိုသူသိတော့တွေ့ရတဲ့အခါကျတော့ဒါကြီးကိုထူးဆန်းပြီးတော့သူကြည့်နေတယ်ပေါ့တရပင်အရိပ်ကနေပြီးတော့ကြည့်နေတနေ့ကုန်ပဲအဲ့ဒီတတ္တဝါကြီးဟာဆင်းရဲဒုက္ခတွေခံစားရပြီးနေလဲဝင်သွားရောဘာဖြစ်သွားတော့ဆိုထမ်းမင်လောက်အရက်ကြီးကလည်းပျောက်သွားတယ်မီးတွေလည်းငြိမ်းသွားသူ့ရဲ့ပုံပန်းတဏ္ဍာကပြောင်းသွားတယ်နတ်သားလေးဖြစ်သွားတယ်အဲ့အချိန်ကျထမ်းပင်လောက်ဒီမိတရေကြီးကနတ်သားလေးလိုဖြစ်သွားပြီ